အေမီဆန်နဲ့တွဲရင်ကျမ်းမာရေးဖောက်ခဲ့တဲ့မင်းသားစွမ်းဟာအေမီဆန်နဲ့တွဲဘက်ကတချင်းဆိုဖျော်ဖြေခဲ့ပြီးစင်ပေါ်မှာထော့နဲ့စွာနဲ့လမ်းလျှောက်နေရတဲ့စွမ်းရဲ့ဖြစ်ကိုပရိသတ်တွေကမြင်တွေ့ခဲ့ကြရတာပဲဖြစ်ပါတယ်။စင်ပေါ်မှာတချင်းဆိုဖျော်ဖြေရင်ကြာမရက်နိုင်တဲ့အတွက်အေမီဆန်မိကတီးဆိုဖျော်ဖြေခဲ့တာကိုတွေ့ရတဲ့အတွက်ပရိသတ်တွေကစွမ်းဘလို့အခြေအနေမျိုးကိုရောက်သွားခဲ့တာလဲဆိုကများစွာဝန်းနေခဲ့ကြတာပဲဖြစ်ပါတယ်။စွမ်းဟာသူ့ရဲ့သွေးကြောပိတ်ယောဂကြောင့်ပုံမှန်လူတစ်ယောက်လိုလမ်းလျှောက်နိုင်တော့မှာမဟုတ်ပဲယောဂအခြေအနေဆိုးဝါးမလာခဲ့နောက်ထော့နဲ့စွာနဲ့သာလမ်းလျှောက်ရတော့မှာပဲဖြစ်ပါတယ်။ပရိသတ်တွေကတော့သူဒီလောက်ကျမ်းမာရေးအခြေအနေဆိုးနေတာကိုဘာလို့ပွဲတွေလက်ခံနေတာလဲမသိဘူးနော်။သူ့ကိုယ်သူတော့မနိုင်တော့ဘူး။ရှိုင်းနေနေပြီးတစ်ချိန်ကရှမ်းတောက်အောင်မြင်ခဲ့တဲ့မင်းသားတယောက်ကိုအခုလိုမြင်ရတာတကယ်တန်ဝေကရစရာပါဆိုကဝင်ရောက်ပြောဆိုခဲ့ကြတာတွေကိုတွေ့ရတာပဲဖြစ်ပါတယ်။ပရိသတ်ကြီးတို့လည်းကျမ်းမာရေးအခြေအနေဆိုးဝါးနေတဲ့မင်းသားစွမ်းတယောက်အမြန်ဆုံးသက်သာလာအောင်ဆုတောင်းပေးသွားလိုက်ကြပါအောင်နော်။